ပြည့်လေပြီအဲ့ဒါ happy birthday ဆိုပြီးတခါလေးမိတ်ဆက်ပေးပြီးတော့ဆရာတို့အားလုံးချီးကျူးဆရာတို့လက်ထက်အတူနော်ဟုတ်တော့တော့အနန္တမေတ္တာနဲ့ကျွဲဝပြည့်စုံတော်မူသောဘာသာဝရမြတ်စွာဘုရားသာသောနာနဲ့တစ်တက်ကျေးဇူးတင်ပါတယ်ဒီနေ့ဘုရားခင်ချစ်တဲ့ဆရာမချွတ်ခင်လူလောကကြီးထဲမှာနှစ်90တိုင်ဘုရားရဲ့ကွယ်ကားခြင်းလမ်းပြခြင်းပို့ဆောင်တော်မူသောကျေးဇူးတော်များကိုခံစားရရှိတဲ့အတွက်ကျေးဇူးတော်ချီးမွမ်းပါတယ်50နှစ်မှစလာမယ့်နှစ်ပေါင်းမြောက်များစွာသူ့ရဲ့လက်ကိုဆွဲကင်ခြင်းအပြင်တမန်တရားနဲ့ဘုရားခင်ပတ်စည်းပေးလျက်လောကရဲ့လမ်းခီးကိုဘုရားနဲ့အတူဆုံးကားတိုင်းအောင်ဖြတ်တန်းရှောင်းလန်းတဲ့သောသမီးတယောက်ဖျားစီတည်တာမကဘုရားကိုအမြဲတမ်းမျက်မှောက်ပြုလျက်ဘုရားကိုကြောက်ချစ်ယူသည်ခိုးလုံကိုးစားခြင်းအပြင်ဒီနေ့အသက်တာလမ်းခီးမှာဘုရားခင်ပေးတဲ့နေ့ရက်ကာလအသက်တာထဲမှာအမြဲတမ်းရည်ရွယ်ချီးမွမ်းနိုင်သောအခွင့်ဘုရားခင်မာစားလျက်ကောင်းကြီးပေးတော်မူပါသူနဲ့ရှိနေတဲ့ဇနီးခင်မွန်းတဲ့ဆရာမြတ်နေဘုရားခင်ကောင်းကြီးပေးပါလုံလောက်တဲ့ကျမ်းမာခြင်းနဲ့အတူနှစ်90ပြည့်တဲ့နေ့မှာကျွန်တော်တို့ဒီလည်းဒီတောင်ကိုနှစ်ချင်းအသင်းတော်မှာရောက်ရှိရသောအခွင့်ဘုရားသခင်ရဲ့ဘုန်းနာမကိုထွန်းလင်းရတဲ့အခွင့်ရရှိတဲ့အတွက်ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့ပြုမှုလှုပ်ဆောင်တဲ့ငန်းတာအားလုံးပေါ်မှာဘုရားသခင်တန်ရှင်သောဝိညာဉ်တော်ဘုရားအုပ်စိုးသွန်သင်လမ်းပြကောင်းကြီးပေးတော်မူပါမည်အကြောင်းတပါးရီတော်သားတော်ယေရှုနာမကိုအမိပြုလျက်ဆက်ကပ်အနံဆုတောင်းပါတယ်ဖာအာမင်